ကျွန်တော်တို့ဘန်ကောက်နဲ့တိတ်မနီမိုးတွေမှာရှိတဲ့ပန်ပူထဲမှာရှိတဲ့စရန်တာအာကာပန်ပူမြန်မာလိုဆိုရင်တော့ငှက်ပင်လေးကိုတွားရောက်လဲဘက်မှာဖြစ်ပါတယ်ဘယ်လိုတွားရလဲဆိုတာသိချင်ရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါအရင်ဆုံးကျွန်တော်တို့ဆမ်မလွန်ကိုတွားပါမယ်ဆမ်မလွန်ကနေကျွန်တော်တို့ဂေဟာကိုရထားလက်မှတ်ဖြတ်ပါမယ်ရထားလက်မှတ်ဖြတ်ပြီးတော့ကျွန်တော်တို့ရထားဆောင်ပြီးတော့ကျွန်တော်တို့ဂေဟာကိုဆက်သွားပါမယ်ကျွန်တော်ဂီယာရောက်ပါပြီဂီယာရောက်ရင်တော့အောက်ကိုဆင်းပါမယ်အောက်ကိုဆင်းပြီးတော့36ဆိုတဲ့ကားလေးတွေစီးပါမယ်36ဆိုတဲ့ကားလေးစီးရင်အောက်ကိုတန်းရောက်ပါရဲ့ဗျကျွန်တော်တို့ရောက်ပါပြီကျွန်တော်တို့အားရရင်အထဲကိုဝင်ရပါတယ်ဘေးနားမှာလည်းဘိုက်ဆိုင်ရင်စာအုပ်ဆိုင်လေးတွေလည်းရှိပါတယ်အထဲကိုတော်တော်လေးလမ်းလျှောက်လိုက်ရပါတယ်ဗျကျွန်တော်တို့ရောက်ပါပြီဒီနေရာကို1983ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ထိုင်းပင်လယ်ကွေ့ရဲ့လှပတဲ့ကမ်းခြေတစ်ခုဖြစ်ပြီးလှပတဲ့နေဝင်စည်းစာနဲ့ပြည့်စုံနေတဲ့နေရာလေးတွေဖြစ်ပါတယ်ဗျ။ဒီနေရာလေးကနေဝင်စည်းစာနဲ့လှပတဲ့ပင်လယ်ကြီးကိုကြည့်ရအောင်မို့လို့စိတ်ပန်းပြေစေပါတယ်။ဒီနေရာလေးကိုလာရောက်လည်ပတ်ဖို့လည်းအကြံပေးခြင်းပါတယ်ဗျ။နောက်ထပ်ဒီလိုခရီးသွားတဲ့ဗီဒီယိုလေးတင်ပေးမှမို့လို့ကျွန်တော်ကောင်လေးကို follow ပေးပါအောင်ဗျ။